Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြက်လေးကိုချူချားရဲ့ founder ကလောက်ခိုင်းတာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့အခုမြက်လေးနောက်မှာမြင်ရတဲ့အိမ်ကိုကြည့်ပြီးတော့ကိုယ်သဘောကျသလောက်အမှတ်1ကနေ10ထိပေးသွားရမှာပဲဖြစ်ပါတယ်မြက်လေးကခုနကကြည့်ပြီးသွားတဲ့အချိန်မှာလေအရန်သဘောကျတဲ့အချိန်မှာပါလို့အမှတ်9မှတ်ထိပေးထားတယ်အဲ့တော့ပရိသတ်တွေကဘယ်လောက်ထိသဘောကျလဲဆိုတာကိုမြက်လေးကိုcommentအောက်မှာရေးပြီးတော့အမှတ်ကလေးပေးကြပါအောင်ရှင်ကိုကြည့်နေဆိုလို့ရှိရင်လည်းခဲကိုအနုရယ်အရင်ရယ်နောက်ပြီးတော့အဖြူလေးရယ်နဲ့ match ပြအောင်လုပ်ပေးထားတဲ့အပြင်မှာအခုလိုမျိုး eco wool လေးနဲ့ပါပို့ပြီးတော့ကြွသွားအောင်ဒီဇိုင်းဆင်ပေးထားတယ်ကွာဒီလားအဲ့တော့အပြင်မှာပဲလာလားဆိုတော့မဟုတ်ဘူးအထဲမှာလည်းအရန်မိုက်တဲ့အရာလေးရှယ်လိုက်ပြမယ်လားကဲဒါကတော့မြက်လေးအိမ်ထဲကိုရောက်တဲ့အနေထားလေးပေါ့နော်ဒီမှာတကားဆိုလို့ရှိရင်လည်းသူကဒီက main တကားတွေကမှကျွန်းတကားသုံးပေးထားတယ်ဒီတကားဆိုလို့ရှိရင်လည်းဒေါ်လော့ပါတယ်ပြီးလို့ရှိရင်အပေါ်မှာဆိုလို့ရှိရင်တော့ဂျန်နယ်လေးတစ်ခုစစ်ပြောက်ထပ်ပြီးတော့တက်ပေးထားသေးတယ်ပေါ့နော်မြက်လေးဒီအိမ်ထဲဝင်ချင်းအကြိုက်ဆုံးတော့ဒီအောက်ကဖိတ်တောက်နေလုံးဝကျိုးပါကြီးကွာဒီလားလုံးဝကျိုးပါကြီးအပြည့်ခင်းပေးထားလုံးဝပြောင်းတက်နေရပဲကွာဒီလားကြည့်ရပြီးတော့အပေါ်မှာဆိုလို့ရှိရင်လည်းသူက eco roof ရေမီးပန်းလေးရေပြီးတော့ဒီဘေးမှာဆိုလို့ရှိရင်မီးအကွက်လေးနဲ့ထပ်ပြီးတော့အလှဆင်ပေးထားသေးတယ်ကြည့်ရတာအရန်ကိုကွာဒီလားအဲ့လိုခန်းနား fight လေးကိုခံစားရတယ်ပြီးတော့ဘေးပတ်လည်းမှာဆိုလို့ရှိရင်တော့ green box တွေထပ်ပြီးတော့တက်ပေးထားသေးတယ်အောက်ထပ်မှာဆိုလို့ရှိရင်အခန်းတစ်ခန်းရှိရလိုက်ပြမယ်လားဒါကကြတော့အောက်ထပ်ကအခန်းလေးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်မြင်တဲ့အတိုင်းပဲ single room green box လေးတစ်ခုပါတယ်အပေါ်မှာဆိုလို့ရှိရင်ဒီဇိုင်းလေးကဒီလိုမျိုးလေးဒီလိုအကွက်ကလေးနဲ့သွားတယ်ပေါ့နော်ဒီဘက်လေးမှာလည်းတစ်ခန်းရှိသေးတယ်အဲ့အခန်းကကြတော့dining room ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဘေးမှာဆိုဒါကတော့ကျွေပြားလေးတွေကတ်ပေးထားတာအပေါ်မှာအကျိတ်ဆိုတာဒီမီးဆွဲလေးပဲ coffee ဆိုင်မှာတွေ့ရတဲ့မီးဆွဲပုံစံမျိုးကြီးပေါ့နော်နောက်တစ်ခန်းရှိသေးတယ်လားကဲဒါကတော့ kitchen room မှာ kitchen room ဆိုလို့ရှိရင်တော့ space ကကျဲအကြိုက်ဆုံးကဒီလို box တွေတောက်လျှောက်ထည့်ပေးထားတာပဲမကြည့်လိုက်အိမ်ကအမေဆိုအရင်သဘောကျမှာသူတို့ကတိတ်နေတယ်နော်အိမ်ရှင်မတွေဆိုတော့ခဏလေးတိတ်နေဆက်ပြတ်ဖို့ဘာညာတတာကအမှအကြိုက်ထည့်ပြီးတိတ်လို့ရတယ်ကျွေပြားဆိုလို့ရှိရင်ဒါတောက်လျှောက်ကအပူခံကျွေပြားတွေသုံးပေးထားတာဘေစင်လေးဒီမှာပေါ့နော်ဒါဘေစင်လေးဒီဘက်ဘေးမှာဆိုလို့ရှိရင် room နှစ်ခုရှိတယ်သူကရေချိုးခန်းအိမ်တော်တက်ခွဲပေးထားတာဒါကကြတော့toilet ပေါ့နော် toilet ဆိုလို့ရှိရင်ဘိုးတိုင်းနဲ့ဘေစင်တစ်ခုပါသေးတယ်အထက်မှာဒီဘက်ကကျတော့ဒါကတော့ရေချိုးကန်ဆိုလို့ရှိရင်လည်းသူကရှောင်းဝါပါတယ်သူကပြီးတော့ဒီပတ်ပတ်လည်မှာလေကျွေပြားတွေကိုအပြည့်ကပ်ပေးထားတာပြီးတော့ရှောင်းဝါပါတယ်သူကဒီမှာဆိုလို့ရှိရင်ဘေစင်တစ်ခုပါသေးတယ်ညနေတော့အာစင်တက်ထပ်ခွဲဆိုတော့အပေါ်တစ်ထပ်ကိုထပ်ပြီးတော့တက်ကြပဲလားသူကလှေကားဆိုလို့ရှိရင်လည်းကွာဒီလားကျုံးလိုက်ရန်နေနဲ့ပြီးတော့ steel လိုက်ရန်နေနဲ့အဲ့လိုဆက်ပြီးသုံးပေးထားတာအောက်ကအခင်းကတော့ထုံးစံတိုင်းကျိုးပေါက်ကြီးကိုအပြည့်ထောက်ချောက်အပေါ်ထိခင်းပေးထားအပေါ်တက်မလားကဲဒါကတော့မြင်လေးတို့ဒါဒူရီယာတက်ကိုစတက်လာတဲ့အနေထားလေးပေါ့နော်အရှိကိုရင်လိုက်ပြမယ်လိုက်ခဲ့သူကလေအပေါ်ထဲမှာလည်းအောက်ထပ်တပြင်းလုံးအပြည့်ကွာကျုံးမကြီးကိုခင်းပေးထားတဲ့အပြည့်ကိုမှပေါ်မှာဆိုလို့ရှိရင်လည်း eco roof လေးနဲ့လူမှုမီဇိုင်းလေးနဲ့သူကအလှဆင်ပေးထားတဲ့ဒီမီဇိုင်းဆိုလို့ရှိရင် diamond crystal လိုမျိုးလေးနဲ့လေအရန်မျက်လုံးစုလို့ပါတိတ်တောင်မကြည့်နိုင်ဘူးဒါကကြောင့်လို့သူတို့ဖျားခန်းလေးပေါ့နော်ဖျားခန်းနဲ့ဧကန်နဲ့တွဲထားတဲ့ပုံစံမျိုးလေးဒီမှာဆိုလို့ရှိရင်သူကတကားပေါက်တစ်ခုပါတယ်အဲ့ဒါကြောင့်အပြင်ကဝန္ဒနာလေးကိုထွက်တဲ့တကားပေါက်ပေါ့နော်ပတ်လည်မှာလည်းသူက green box လေးထပ်ပြီးတက်ပေးထားသေးတယ်အပေါ်မှာနှစ်ခန်းရှိရပထမဆုံးခန်းလိုက်ပြမယ်လားကဲဒါကတော့ပထမဆုံးခန်းပါဒါကတော့မြင်ရတဲ့အတိုင်း single room ပေါ့နော် single room ဆိုလို့ရှိရင်တော့ဒီမှာ green box လေးတစ်ခုပါတယ်အောက်မှာဆိုလို့ရှိရင်လည်းတော့ကျုံးပါကင်အပြည့်ခင်းပေးထားတယ်ဟိုမှာတစ်ခန်းရှိသေးတယ်လိုက်ခဲ့ကဲဒါကတော့အပေါ်တဲ့ရဲ့ဒုတိယခန်းပါโอ้ဒီအခန်းဆိုလို့ရှိရင်လည်းအရင်သဘောကျဘာဖြစ်လို့ဆိုတော့ green box တွေလည်းအများကြီးပါတယ်ကျယ်လေးရွက်မှဆိုလို့ရှိရင်လည်းသူက master room ဖြစ်တဲ့အတွက်ကြောင့်မို့ရေချိုးခန်းအိမ်သာတစ်ခုထပ်ပြီးတော့ပါသေးတယ်။ဒီနေ့တော့နှစ်ထပ်ခွဲဆိုတော့အပေါ်မှာတစ်ထပ်ရှိသေးတယ်လိုက်ကြည့်မယ်လား။ဒီမှာဆိုလို့ရှိရင်လည်းသူကလှေကားကိုကျိုးမကြီးတွေပဲခင်းပေးထားတာပေါ်သွားကြမယ်။ဒါကတော့ဒီနေ့တော့အပေါ်ဆုံးတက်ကိုရောက်လာပြီပေါ့နော်။အပေါ်ဆုံးတက်မှာဆိုလို့ရှိရင်တော့အခန်းတစ်ခန်းရှိသေးတယ်လာလိုက်ခဲ့။ဒါကကြတော့အပေါ်ဆုံးတက်ခဲတစ်ခုပြီးတော့အခန်းလေးပေါ့။โอ้ဒီခန်းကိုညလေးဒီအိမ်မှာနေရမယ်ဆိုဒီခန်းမှာနေမှာဘာဖြစ်လို့လဲဆိုတော့ဒီခန်းအပေါ်မှာကျတော့ green box တွေဆိုတာနေတာမဟုတ်ပတ်လဲဖောက်ပေးထားကွာပြီးလို့ရှိရင်သူကအောက်မှာလေးသူကကျိုးမကြီးတစ်ဝက်ပြီးလို့ရှိရင်ကျွေပြားတစ်ဝက်ခင်းပေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘက်မှာရေချိုးခန်းအိမ်သာပါတဲ့အခါကျတော့အဝတ်တွေပါလှမ်းလို့ရှိရင်လည်းသူကအဆင်ပြေအောင်ကွာဒီလားရေတွေပါမတင်အောင်ဆိုပြီးမှရေထွက်ပေါက်လေးအောင်လုပ်ပေးထားသေးတယ်ဒါကတော့ရေချိုးခန်းအိမ်သာပေါ့ဒီကတော်တော်လေးကျဲအပေါ်ကပြင်းနေကျအလှဆင်ထားလေးပဲနည်းနည်းအရင်သဘောကျတယ်ဒီအိမ်မှာသာနည်းနည်းနေရမယ်ဆိုလို့ရှိရင်နည်းနည်းဒီခန်းမှာနေအပြင်းမှာလေးဝန်နနာအကြီးတစ်ခုရှိတယ်အဲ့ဒါကိုလိုက်ပြအောင်လိုက်ခဲ့ဦးလား
လို့ဒါကတော့မြန်လေးပြောတဲ့ဝန္ဒနာကျဲကြီးပေါ့နော်ဒီလိုရောက်ချင်းလေကောင်းလေတန်အရန်ရပြီးတော့လူက fresh ဖြစ်သွားသလိုခံစားရတယ်ကွာသိလားဘာဖြစ်လို့ဆိုဝန္ဒနာတော်တော်ချင်းဒီလိုတပတ်ကြီးကွာသိလားဒီလိုတပတ်ကြီးအမှဆိုလို့ရှိရင်လည်းသူကြွေပြားအပြည့်ခင်းမိထားတယ်ဒီမှာဆိုလို့ရှိရင်လည်းကြည့်လိုက်ကွာသိလားရွှေလာငွေလာရွှေဝါရောင်လေးနဲ့အဲ့လိုဝေးကနေလှမ်းကြည့်လို့ရှိရင်တော့အိမ်လေးကလှနေတာကွာသိလားလို့ smart ဖြစ်ပြီးလှနေတဲ့ file မျိုးလေးရတယ်ဒါကတော့ဒီလိုတပတ်လေပေါ့စတီးလေရန်လေးနဲ့သူကအလှဆင်ပေးထားတယ်မင်းအိမ်လေးလည်းထပ်ပြီးတော့ထည့်ပေးထားတယ်တော်တော်လှတယ်ကွာသိလားဒီလိုတပတ်ကြီးညနေတော့သဘောကျရကွာသိလားပြီးတော့လေဒီထက်မို့အပေါ်မှာလှမ်းကြည့်လိုက်တစ်ထက်မြင်ရသေးတယ်အဲ့တစ်ထက်ကိုလည်းသွားကြည့်ကြမယ်လားသူကဒီလိုစတီးကြောင်ရင်လှေကားလေးနဲ့တက်ရတာပေါ့နော်ကဲဒါကတော့မြန်လေးတို့အပေါ်ကအပေါ်ဆုံးအထက်ပေါ့နော်ဒီထက်ကလေတောက်လျှောက်ကြွေပြားနဲ့ခင်းမိထားတဲ့အပြင်မှာမြန်လေးမထင်ထားတာလေအကျိပဲလုံးဝတောက်လျှောက်အကျိကွာဒီလားအဲ့လိုကြည့်ရတာဒီမှာဆိုလို့ရှိရင်ရေတိုင်ရင်နှလုံးထားပေးထားသေးတယ်အဲ့လိုတပတ်လေကြီးကွာဒီလားအပေါ်ဆုံးထက်ထီကိုဒီအိမ်ကလှနေတာကွာကြည့်ရတာအဲ့လိုပုံစံမျိုး view ဆိုလို့ရှိရင်လည်းအရန်လှတယ်မနေ့တော့သဘောကျတယ်ဒီထက်ကလေးကိုအခုမြန်လေးမိတ်ဆက်ပေးခဲ့တဲ့အိမ်ကိုတော့ Future Myanmar Construction ကနေပြီးတော့တာဝန်ယူပြီးဆောက်လုပ်ပေးထားလည်းဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့အနာဂတ်စိတ်ကူးအိမ်မက်ထဲကအိမ်လေးကိုပုံဖော်ခြင်းနဲ့ဆိုလို့ရှိရင်တော့ Future Myanmar Construction နဲ့ဆက်သွယ်လို့ရပါတယ်ရှင်မြန်လေးရဲ့အခုဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်အခုလိုအိမ်ပုံစံဒီဇိုင်းလှလှလေးကိုကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်မြန်လေးရဲ့ Future House Page ကို like and follow လုပ်ဖို့မမေ့ကြနဲ့နော်အခုနောက်ထပ်ဗီဒီယိုတွေမှာလည်းပရိသတ်တွေနဲ့အတူပြန်ပြီးတော့တွေ့ကြပါသေးတယ်ရှင်တတား